ထားခဲ့ကြတဲ့ Joshua ဘန်နဲ့မြန်မာနိုင်ငံရဲ့ထိပ်သီးမင်းသမီးဖြစ်တဲ့မိုးရီကိုရဲ့အချစ်ဇာတ်လမ်းကတော့စိတ်မကောင်းစွာပဲပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်။တယောက်နဲ့တယောက်မာနတွေကြားတဲ့ကနေဝေးကွာသွားခဲ့ကြရပြီပဲဖြစ်ပါတယ်။မင်းသမီးမိုးရီကိုကတော့တော်တော်လေးကိုရှက်သွားတယ်လို့ကျွန်တော်အနေနဲ့ခံမှန်းရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Joshua ဘန်ဘက်ကနေပြောလာတဲ့စကားတွေကသူ့ရဲ့တိတ်ခါကိုတော်တော်လေးကိုဒါနော်သူ့ဘက်ကနေကြည့်ရင်ထိပါခဲ့တာဖြစ်တဲ့အတွက်သူ့အနေနဲ့တုံ့ပြန်တင်တာတွေကိုလည်းဒါတုံ့ပြန်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်ပဲသူတို့နှစ်ယောက်ကဘာဖြစ်ခဲ့တာလဲဘာဖြစ်ခဲ့တယ်လဲဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲ Joshua ဘန်ကပထမဦးဆုံးအင်တာဗျူးမှာဖြေတယ်အင်တာဗျူးကမေးတယ်အားလုံးပြောနေကြတယ်မျိုး Joshua ဘန်အနေနဲ့ပေါ့လေဒါမိုးရီကိုလက်ထပ်မှာလားဆိုပြီးတော့မေးမြန်းလိုက်တဲ့အခါမှာနော်သူ့အနေနဲ့မဖြစ်နိုင်ပါဘူးတဲ့ဗျာနော်သူ့အနေနဲ့သူ့ရဲ့နှလုံးသားတော့ကိုပိတ်ထားတဲ့အကြောင်းနော်သူ့ရဲ့ရင်ထဲမှာဘယ်သူမှမရှိသေးတဲ့အကြောင်းချစ်သူအနေနဲ့နော်အသက်40လောက်ရှိနေပြီဖြစ်တဲ့မိုးရီကိုသူ့အနေနဲ့မစင်စားတဲ့အကြောင်းပထမဆုံးခြေပလိုက်တယ်ပေါ့နော်ဆိုတော့ကုန်းမဲ့ဒိုင်းမှာလေလိုက်ပြီးပေးစားနေကြတဲ့ကိစ္စတွေကိုကျွန်တော်အခုချိန်မှာအဲ့ဒါတွေစိတ်ဝင်စားသေးပါဘူးဆိုပြီးတော့ Joshua ဘန်ဘက်ကနေတုံ့ပြန်လိုက်ရကနေမိုးရီကိုကလည်းတော်တော်လေးJoshua ဘန်ကသိရမလားချင်းတိုင်းသားဖြစ်တယ်ဗျာမိုးရီကိုနေကောင်းလားနော်ဆိုတော့သူတို့ညောင်စတွေ့ချိန်ကပဲပုံပွင့်လင်းလင်းပဲဗျာရိုးရိုးသားသားပဲမြန်မာစကားဘောပါဦးနော်ဆိုတော့သူကပုံမင်းလေးလေးပဲပြောတော့သူ့ရင်ထဲမှာဒါမိုးရီကိုမင်းသမီးတယောက်အနေနဲ့အယောင်မှာမျက်နှိုးတယ်ဟုတ်တယ်သူအရန်ချိုက်တယ်မင်းသမီးဟုတ်တယ်တရုပ်ဆောင်တာအရန်ချိုက်တယ်ဟုတ်တယ်ဒါပေမဲ့သူ့အနေနဲ့ပြည့်တတိပြောနေကြတယ်လို့မိုးရီကိုလက်ထပ်မယ်တော့ဟိုတို့တရားတို့ဆိုတာကသူ့အနေနဲ့လုံးဝလက်ခံတာမဟုတ်ဘူးနော်ဆိုတော့အဲ့ဒါကိုသူ့အနေနဲ့ပုံမင်းလေးလေးပဲပြောတာဆိုတော့မိုးရီကိုကလည်းတော်တော်လေးကိုဘယ်လိုပြောမလဲ comment အောက်တွေမှာ interview တွေအထိမိုးရီကိုကြိုက်လားမကြိုက်ဘူးလားဆိုတာပြပြသားသားပဲသူရင်ထဲကိုတော့ခတ်ထားတဲ့အကြောင်းတယောက်မှမရှိတဲ့အကြောင်းကိုဒါ Joshua ဘန်ကပြောပြလိုက်တဲ့ခါမှာမိုးရီကတော်တော်လေးကိုဒါထိခိုက်သွားခဲ့တာဖြစ်ပြီးဒါခုနေ့ကဆိုလည်းပဲဒါ Joshua ဘန်နဲ့မစကြဘူးအတွက်ကိုနော်မိုးရီကိုကလည်းတဲပဲပြောသွားခဲ့ပြီဖြစ်ပါတယ်ပြီးဒီခါကျတော့ဒါ post တစ်ခုမှာမိုးရီကိုကတယောက်တည်းပဲတောက်ပတော့မယ်ဆိုတဲ့အနေအထားမျိုးတွေ online ပေါ်မှာတင်လာဒါကိုကြည့်ချင်းအဖြစ်Joshua ဘန်ကမိုးရီကိုနှစ်ခါငင်းဆိုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့မိုးရီကိုကစိတ်ထဲမှာဒီကိစ္စကိုထားနေတာဖြစ်ပြီးတော့ဒါသူကိုယ်တိုင်ကလည်း Joshua ဘန်နဲ့လုံးဝမစားဘူးအတွက်ကိုတောင်းဆိုလိုက်ပြီးပဲဖြစ်ပါတယ်ဗျာ